လုံးတရားနာလာကြတဲ့ဒကာဓမ္မတွေလာရတံဘေးငါဘေးဆိုတာအင်္ဂုတ္တပါဠိတော်ကြီးမှာဟောတော်မူတယ်နော်ဒကာဓမ္မတွေကိုယ်တိုင်တွေ့ရမယ်ဘေးကငါဘေးရှိတယ်ကွာတဲ့အဲ့ဒီငါဘေးဖြင့်တောင်ဆိုင်ပြီးဒီကလာမနေလိုက်ပါနဲ့ပြီးတဲ့လို့ပြီးအောင်လုပ်ထားနှင့်ပါလို့ကိုရမကြီးကမှားတယ်ဘေးကဘယ်နှဘေးရှိပါအဲ့ဒီငါးဘေးကိုပြန်မင်းတို့ကစောင့်ဆိုင်ပြီးဒီကလာမနေလိုက်ပါနဲ့တဲ့ပြီးတဲ့လို့ပြီးအောင်လုပ်ထားနှင့်ပါစောင့်ဆိုင်လို့ရှိရင်ပြန်မင်းတို့ဒီကားလို့ရှိရင်ပြန်ပြီးတဲ့လို့မပြီးတော့ကြောက်မင်းတို့တွေတန်တရားခရီးတယ်ဖြစ်ပြီးဒီကလာဘုဝိနာဘေးသေဘေးတွေနဲ့ဖော်လို့ရလိမ့်မယ်ဒါပြန်ဘုန်းကြီးတို့ဒကာဓမ္မတွေငါဘေးမဆောင်ဖို့ဘုရားခင်ကိုရမကြီးသည်တပိဋကဉာဏ်တော်နဲ့ကြည်ပြီးဒီကလာမှားတော်မူတာကိုကျွတ်တို့ကအရွက်တိုက်သူမတော်ဘူးဆိုတာဒကာကျွယ်မှတ်ရလိမ့်မယ်ဒကာဓမ္မတွေကိုရွက်တိုက်နေတာကိုမသိလို့ရှိရင်လေကိုရမကြီးမကြည်ညိုရမလေးစားရကိုရမကြီးကတော့လေမင်းတို့ဒီကားလို့ဆိုလို့ရှိရင်ကွာတိန်တော်တာနေရငါနိဗ္ဗာန်ပဲကူးသလိုမင်းတို့သက်ကာယနဲ့မှသက်ကာယချုပ်တဲ့ဘက်သို့ငါကူးအောင်ငါရွတ်ဆောင်မယ်ဆိုတဲ့ရည်ရွယ်ချက်ပါပါတယ်မှန်ပါဗျာမုဒ္ဒမောဇိယငါဒီဝိနာပဲသေဘေးမှလွတ်တယ်မင်းတို့ကိုလည်းလွတ်စေရမယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးနဲ့လာခဲ့တာမှန်ပါဗျာဘုရားဘောရိယံတဲ့မင်းတို့သစ္စာလေးပါမသိဘူးဆိုတာငါရိပ်မိတယ်တဲ့သစ္စာလေးပါမသိလို့သံဃာရှိခဲ့တာကိုငါသိတယ်လို့သိစီရမယ်ဆိုပြီးရည်ရွယ်ချက်နဲ့ငါဖယားဖြစ်ကိုမရအယယူလာခဲ့တယ်ဆိုတာပြောပါတယ်မှန်ပါဗျာအဲ့ဒါကိုရမကြီးကကျွတ်တော်ပေါ်မှာ၃ချက်ငဲ့တယ်ဆိုတာပေါ်လာ၃ချက်ငဲ့တယ်ဆိုတာရှားမဟုတ်ပါဘူးသူသစ္စာလေးပါးတရားကိုသိတယ်လို့သိစေခြင်းတယ်သူဘယ်နာပဲသေဘဲမှလွတ်တယ်လို့လည်းလွတ်စေခြင်းတယ်မှန်ပါဗျာသူသက်ကာယနဲ့မှသက်ကာယကင်းတဲ့နဲ့ရောက်တယ်လို့လေကာရမတွေကိုလည်းရောက်စေခြင်းတယ်မှန်ပါဗျာဘယ်နှချက်ပါလိမ့်မယ်၃ချက်ပါဗျာအဲ့ဒီ၃ချက်ရည်ရွယ်ကြရသူ့အတွက်လားလို့မဲတော့ဂတိတုံးမရင်တို့ဖြေတာပေါ့ဗျာကျွတ်တို့အတွက်တည်းမှန်ပါဗျာငါလွတ်စလို့လွတ်စီရမယ်ဆိုတော့သူလွတ်ပြီးသားဗျာမှန်ပါဗျာငါသိတယ်လို့သိစီရမယ်ဆိုတာရောသူသိပြီးသားပဲတဲ့ငါကူးမြောက်တယ်လို့သူတို့ကူးမြောက်စေရမယ်ဆိုတာရောသူကူးမြောက်ပြီးသားရှင်းမလားရှင်းပါပြီဒါပြန်ဒီကိုယ်တော်ကြီးတွေကလည်းဆိုရင်ကျွတ်တို့အကျိုးသက်သက်ပဲဆိုတာဒကာဓမ္မတွေပေါ်လာပေါ်ပါဗျာအဲ့ဒီကိုရမကြီးကမင်းတို့မှာလာတံဘေး၅ဘေးရှိပါတယ်ဘောဝရိယလေးဖြင့်ပြင်းတံပြီးဒီကလာဒီဘေးမလာခင်ဝရိယပြင်းတံပြီးဒီကလာဘေးရှောင်တဲ့အလုပ်လုပ်လိုက်ပါကွယ်ဆိုတဲ့ဥစ္စာပြည်စင်ကနိဗ္ဗာန်အင်္ဂုတ္တပါဠိတော်မှာကိုတော်တိုင်ဟောတော်မူတယ်မှန်ပါဗျာဒါကြွယ်ဒီဥစ္စာအရေးကြီးပါတယ်နော်အရေးကြီးပါဗျာအရေးကြီးတယ်လို့မှတ်ကြစမ်းပါဒကာဓမ္မတို့ဒကာဓမ္မတွေမှာယခုချိန်မှာအသက်ရွယ်ငယ်ကြတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်မသေးသေးငယ်သေးတယ်ပဲထားပါအောင်တော့မှန်ပါဗျာဒီတဲ့ကြီးသွားလို့ရှိရင်ဒီမဉ္ဇဉ်ဘုံညာယောက်ျောင်းဖြစ်ယောက်ျောင်းအလုပ်တွေကိုဒကာဓမ္မတွေလုပ်နိုင်ဖို့မြင်သေးရဲ့မမြင်ပါဘူးဗျာဒါဖြင့်အခုမလုပ်တဲ့ပုဂ္ဂိုလ်သည်အိုဘေးစောင့်နေတဲ့ပုဂ္ဂိုလ်ပဲမလုတ်ဖြစ်အောင်စောင့်နေတဲ့ပုဂ္ဂိုလ်ပဲလို့ဆိုလို့ရှိရင်မလွယ်ဘူးသဘောပါကြအခုဒီကားလို့ဆိုရင်အာလုံးဓမ္မတွေကျမ်းမှာချမ်းသာပဲရွယ်ငယ်လေးတဲ့ထားလိုက်ပါကြီးတော့မိန်မောတွေ့ဝေပြီးဒီကလာနေတော့တကားသေးအခုမလုပ်တဲ့ပုဂ္ဂိုလ်ဟာမိန်မောတွေ့မှုဆိုတဲ့အိုဘေးစောင့်တာနဲ့ထူးသေးရဲ့အဲ့ဒီဘေးကလာမလားမလာဘူးလားလို့တတ္တဝါတိုင်းမှာတွေးကြည့်ပါမှန်ပါဗျာဒါပြန်အခုတွင်နေကြရမလို့သေးတောင်းစင်ကြီးများမြောက်စင်ကြီးများနဲ့တခါကျွယ်နေတဲ့ပုဂ္ဂိုလ်များအတွက်ဟာမလုံပြတဲ့မလုံနိုင်တဲ့အိုဘေးစောင့်တာမှန်ပါဗျာသဘောကျပါစောင့်ပါ
ဘယ်နဲ့ကြောင့်လူဆောင်ပါလိမ့်မလဲလို့ဥမာရင်တော့မဲလို့ရှိရင်ဖြင့်မလုတ်ဖြစ်အောင်လို့ဆောင်မလုတ်ဖြစ်အောင်လို့ဆောင်တော့ကိုတန်လျာစခန်းတရမယ်အလုပ်ဟာအပယ်လေးပါးနဲ့ဒီကန်းရှင်ကန်းပြရမယ်အလုပ်ဟာပြတ်သေးရဲ့မပြတ်ပါဘူး။အိုးသူဒီကအိုဘေးရင်ဆောင်တာမဟုတ်ပါလားတန်လျာဘေးရောအပယ်ဘေးရောဆောင်တာပါလားမှန်ပါဗျာ။ဒါကလည်းမနာဘူးလားမှန်ပါဗျာ။အားလုံးဓမ္မတွေအမှန်ဆိုးရနေလို့ပြောပါတယ်မှန်ပါဗျာ။အမှန်တန်ဆိုးရပြီးကာလနဲ့ခင်ဗျားတို့စောင့်တဲ့နာဆံသားနဲ့တွေ့မယ်သမီးနဲ့တွေ့မယ်ဆိုတော့စောင့်လုံးကိုတော့ဘုန်းကြီးများတို့ကမဆိုးလို့ပါဘူးမှန်ပါဗျာအခုကအအိုကိုလည်းကိုကမကြိုက်ဖဲနဲ့အိုလို့ရလောက်တယ်လို့ဘူးစောစောကလုံးနဲ့ပြီးတာမဖြစ်တာမဆောင်ကောင်းတဲ့အိုဘေးစောင့်နေလို့ရှိရင်ဥမာရင်တို့တင်းနာမှန်ပါဗျာဓမ္မတို့အမှန်ကြောက်ကြကောင်းပါကြောက်ကြပါဗျာခင်ဗျားတို့ကိုမလုပ်သေးတဲ့ပုဂ္ဂိုလ်ပါစောင့်ပါလိမ့်ဒါအနာကပဲတဲ့တွေ့ရမှာဗျာမတွေ့ပါနဲ့ဆိုလို့ရှောင်လို့ရမရပါဘူးဗျာသက်ရှိရှိတော့တွေ့ရမယ်ဆိုတော့တကယ်ကြွညင်းဖို့မလိုပါဘူးမလိုပါဘူးဗျာသဘောပါကြပါဗျာဒါဖြင့်ဓမ္မတွေအဲ့ဒီအိုဘေးမလာခင်တခါတည်းမြန်မြန်ထက်ထက်ဒုက္ခဆုံးတဲ့မဲ့ညာဘုံညာဒုက္ခအဆုံးမြင်တဲ့မဲ့ညာဒုက္ခအဆုံးမြင်တဲ့ဘုံညာကိုတကားသိမရအရာကြီးလှုပ်လိုက်ပါဆိုတာဝရိယပြန်တန်လိုက်ပါလို့ဘုရားကအကြီးကျယ်တိုက်တွန်းပါတယ်လို့မှတ်လိုက်ပါဧကံမြင်တဲ့ကိုတော်ကြီးနော်အခုတော့ဓမ္မတွေချုပ်ဘယ်နဲ့ပြောနေကြသလဲလို့မေးတော့တကားကျေချစ်တို့ကဆရာနဲ့တွေ့ရနောက်ကြတယ်အသက်ကလေးကကြီးသွားအသက်ကလေးကကြီးတော့မေ့လွယ်တယ်ဖြတ်မရနိုင်ဘူးဖြတ်ရာခဲမေ့လွယ်ဖြစ်နေတယ်ဖေရသူစောင့်လာတော့ပြစ်မထည့်ဘူးသူတကြီးတာကဂုံယူပြီးဒီကလာမလို့ဖြစ်တဲ့နီးပဲပြောနေတယ်ဆိုတော့ဥမာရင်ကောင်းပါမယ်ငကူကဘ누구စောင့်လို့တွေ့တာတုံးလို့မေးရင်မနဲ့ဖြစ်ကိုစောင့်လို့ဒါကသိဘ누구စောင့်လို့ကိုကကိုစောင့်လို့ကိုတွေ့တယ်ဥစ္စာကိုပဲဓမ္မတို့မလာမဲ့ပေးလားလာမဲ့ပေးလားဆိုတော့လည်းကဲခတ်ပါဦးလာမဲ့ပေးရစောင့်နေရမှာလားကျွတ်တို့ဒီကိုယ်ကိစ္စပြင်းနေအောင်လုပ်ရမှာလားအဲ့ဒါတကကျွတ်လူစုမှလည်းလူစုတွေကစောင့်ကြီးစောင့်လို့အခုအိုမဆရာကောင်းမကောင်းနေနဲ့လာပြီးဒီကလာတွေ့လိုက်ပြန်တော့တပည့်တော်ဗျာအတွေ့ကနောက်ကြတယ်အမသာရုခေါ်ရအောင်တော့မလို့လို့အတွေ့နောက်ကြတာမဟုတ်ကိုယ်တိုင်စောင့်လို့တွေ့တာဘယ်နဲ့ဆိုကြဩခမည်းတော်ညံကောင်းကံကောင်းတဲ့ကိုတကားကျွဲသာယသမီးစီးပွားရေးတွေဖြုံးပစ်ခဲ့ညံကောင်းကံကောင်းတဲ့ကိုသာယသမီးစီးပွားရေးတွေဖြုံးပစ်ညံထက်တဲ့ညံကြီးကိုလည်းသာယသမီးစီးပွားရေးတဏှာခိုင်းတဲ့အလုပ်ထဲမှာဖြုံးပစ်ခဲ့ညံကောင်းကံကောင်းတွေကကိုပါသေးရဲ့ကံမကောင်းဘူးဆိုတော့လည်းမျိုးလုံးမွဲလာတာမျိုးလုံးကကံကြောင့်လုပ်တာအဲဒီကံကြောင့်ဖြစ်တဲ့မျိုးလုံးကမွဲတယ်နားလည်းသိပြီခါကလည်းသိပြီအိုင်မလားလည်းချင်းနေပြီဆိုတော့အဲ့ဒါကံကောင်းတွေဖြုံးခဲ့ကြညံတွေကလည်းငယ်တော့စားနေတော့နိုင်မို့ညံကလည်းထက်ကြအခုခါကျတော့ညံတွေကနည်းနည်းတုံလာတော့ဒါပြန်ကံကောင်းညံကောင်းတွေဘယ်ဖြုံးခဲ့ပါလိမ့်မလို့မေးတော့တဏှကျွံဖြစ်နေဖြုံးခဲ့ပြီတဏှခိုင်းတဲ့လို့တပည့်တို့ကကံကောင်းညံကောင်းတွေဖြုံးခဲ့တယ်ခင်ဗျာဆိုရင်ဥမာတယ်လွယ်ပါအခုဘုန်းကြီးစီရောက်လာတော့တခါကျပဲခြေနေနဲ့ရောက်လာတော့မေးတော့ကံမွေးညံမွေးမှရောက်လာဘယ်နဲ့ဖြစ်နေပြီးတော့ကဲပါအောင်ယူပါအောင်ဗျာတပည့်တော်ပြန်ရွက်ကလေးကြည့်ပြီဗျာတွေ့ကလည်းနောက်ကျနေတယ်ရှင်ဗျာခတ်တုတ်တုတ်နဲ့ကေမပဲသိချိန်ဆွဲလို့မရဘူးလို့ရောက်ပြန်တော့လေကံကောင်းကြောင့်မသိလို့တွေ့ရတာလားသူကိုယ်တိုင်စောင့်ပြီးဒီကလာဒါကြီးရမှာဒီကြောင့်ပြောလာတာလားဒါကြီးရမှာအမလေးကြောက်ရကြီးပါလားဒီဒါကြီးရမှာဒီကြောင့်ပြောလာတယ်ဆိုတော့တခါကျွေးသိုးရဘူးလားသိုးပါဘူးကဲဘယ်ဘုရားခင်ကိုရမကြီးဟောတော်မူတဲ့အနာဂတ်ဘေးဆိုတာတွေ့လိုက်တာအနာဂတ်ဘေးပါယူတော့မလုံးနေလို့အိုမလုံးမယ်ဆိုလို့ရှိရင်လေ
တလားတော့မှ2လ3လကြာသွားမှာပေါ့ဗျာအဲ့ဒါဘယ်နဲ့ကြောင့်ဒီလောက်တောင်အကြာကြီးကြာရပါလိမ့်မလို့မေးတဲ့ခါကျတော့အိုဘေးစောင့်ပြီလို့ဗျာလို့ဆိုရင်လွယ်ပါဒါပြန်စောင့်ကောင်းမစောင့်ဘူးမစောင့်ပါဘူးဗျာဒါကြွရိမ့်ပြီရိမ့်ပြီပါဗျာဥမာတယ်လို့ရိမ့်ပြီရိမ့်ပြီပါအဆောင်ပါတော့ကိုယ့်ဟာကိုယ်သိကြပါလားသိကြပါဗျာခင်ဗျားတို့ကတော့စောင့်တယ်လို့မထင်ဘူးပေါ့ဗျာခရီးကတော့ဖြင့်စောင့်လို့တွေ့တာကွာမစောင့်ရင်သူတို့မတွေ့ပါဘူးမစောင့်လို့ရင်သူတို့30 40တဲ့ကတခါမညံဖွညာရပြီးညံကောင်းကံကောင်းတွေနဲ့သုံးလိုက်မယ်ဆိုရင်အလွယ်ကူနဲ့ရပြီးဒီကလာတဲ့ကိစ္စပြီးကြပြီကွာအခုတော့သူတို့စောင့်တဲ့အိုဘေးကြီးသူတို့တခါတည်းတွေ့နေပြီအဲ့ဒါဒီချိန်ကျမှကမျက်စိလေးပါလေးပွင့်လာပြီးသူတော်ကောင်းလို့တန်တရားစခန်းတတ်တဲ့အလုပ်ကိုလာရှာပြန်တော့နည်းနည်းအချိန်နောက်ကျတယ်3 လလောက်မှာ3 လလောက်ရမယ်ဆိုတဲ့အိဗယ်တကသိရောက်မရောက်ရောက်ပါဗျာဘယ်နဲ့ရောက်ဒီဘဝရဲ့ရတဲ့ပါရဲ့သားနဲ့အချိန်လေးကြာမြင့်သွားပါလိမ့်မလဲဒီဘဝမညံဖွညာရတဲ့အကြောင်းကျိုးတွေသုံးပါးရဲ့သားနဲ့သူများကလာအထောက်ရတာကို2 လ 3 လအထောက်ရတာဘယ်အတွက်ကြောင့်ပါလိမ့်မလဲလို့ဥမာရင်မေးရင်မနဲ့ဖြေပါမတိုးတော့မပြောကြနဲ့ကျေပြောကြတယ်ရိပ်နေကလားဘာစောင့်လာတာဘယ်သူကစောင့်လာပါလိမ့်ဗျာကိုမကိုစောင့်အမလေးတရားဓမ္မတို့အိုဘေးရစောင့်ကောင်းမစောင့်ဘူးဒီမလာခင်ပေးအောင်လုံးနှံ့ဖို့အရေးဟာကကိုသိတတ်တဲ့အရေးဆိုရင်လောဘအခုတော့ဘုန်းကြီးတို့တရားဓမ္မတွေကံမွေးညံမွေးမှတရားကျွေးရောက်လာတဲ့ခါကျသရလောမှာဘယ်လောက်လို့ပါ3 လအဲ့ဒါတပည့်တော်ဘုရားပါရမီမရှိလို့ဆိုကြမလားအဆောင်မှားလို့ဆိုကြမှာဒါကြောင့်ပါရမီဖြတ်ခြင်းလို့ဘုရားကဟောရှာခင်ဗျားတို့ပါရမီကြီးချနေလို့မဟုတ်ဘူးกว่าတဲ့သူငယ်ငယ်ရွယ်တုန်းကလုံးမယ်ဆိုတလနဲ့ရမယ်လို့သူအိုဘေးဆောင်တာနဲ့ဒါတော့2 လ 3 လကြာပြီးဒီကလာသူဒီမညံဖွညာဆင်းရဲနဲ့အရယူရတာတကတဲ့ဘာကြောင့်လဲအိုဘေးဆောင်ဘယ်သူကစောင့်တာတော့ကိုဟာကိုစောင့်တာတကယ်ကျဒီဥစ္စာလောကကြီးထဲမှာလောကမျက်လုံးနဲ့ပဲကြည့်ပါအောင်တော့စောင့်ဘုံမစောင့်ပါဘူးကျုပ်တော့အိုမအထုတ်မှာပဲပြောလို့ကောင်းရလားမကောင်းမှန်ခင်ဗျားတို့ကကံကောင်းညာကောင်းတွေကိုတဏှာခိုင်းတဲ့အလုပ်တွေနဲ့ဖြုံးပစ်ခဲ့ကံဝါညာမွေးနဲ့အိုဘေးတဲ့မှာဆရာကောင်းသမားကောင်းစီရောက်လာတော့တလားအထုတ်အောင်မှာအဲ့ဒီတော့3 လအထုတ်ရတော့ဒကာဓမ္မတွေကပြောလာပါရမီများမှာဗျာဟမ်မမလားပါရမီကပဲချုပ်တဲ့နေသလားဒီလိုတွေးလိုက်တဲ့အခါကျလို့ရှိရင်ဘုရားကဒီတွေးလွဲတယ်ကွာဒီတွေးလွဲတယ်တဲ့သူဟာကံကောင်းညာကောင်းတွေတဏှာခိုင်းတာနဲ့ဖြုံးပစ်ခဲ့တယ်ရွယ်ကောင်းလုံးကသဘောကျပြီးတော့လည်းသူဒီကိုဘေးကြီးလာလိမ့်မယ်ဆိုတာဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဧကံသိရဲ့သားနဲ့ကိုကြီးမှပဲအထုတ်တော်မယ်လို့သူပြောပြန်တယ်ဘာဆောင်လားကိုဘေးဆောင်ရှင်းမလားရှင်းပါပါဒီပုဂ္ဂိုလ်တွေကိုဒကာဓမ္မတွေကဒကာကျွဲတို့လုံးမာတယ်တို့လိုပုဂ္ဂိုလ်တွေကိုဘယ်လိုဆိုကြမလို့လို့မဲတဲ့အခါကျတော့မဆောင်ကောင်းတာစောင့်တဲ့လူတွေပဲမှန်ပါဗျာဘယ်နဲ့ဆိုကြကဲကျနာစရာရှိရလားခင်ဗျာမရှိမဆောင်ကောင်းတာကိုစောင့်တယ်ဒါအိုဘဲနာခင်အိုဘဲမလာခင်ကျွတ်တို့ဒီကိုရေးပြီးရမှာဘူးဗျာကိုရေးပြီးတော့ဒကာဓမ္မတို့အိုခြင်းတိုင်းအိုဒီဒကာအိုနောက်အိုစရာမရှိဘူးဒီလိုစိတ်ချရတယ်ဆိုတာကိုသဘောကျတို့တော့အခုမှလွန်မဆရာဘုန်းကြီးရတယ်တွေ့ရတာဟုတ်ဗျာဘုရားဟောကလည်းခုမှကြားရတာခုဗျာဆိုပြီးခင်ဗျားတို့ဆင်ញလဲကြကဲဒီဒုစရတော့ကဲမသိလို့ပဲရှိပါသေးတော့ဆိုပြီးဒီတစ်ဖက်ကိုသိခံမယ်ဆိုရပါသေးတယ်မှန်ပါဗျာတကယ်ဘုရားခင်ကိုရမကြီးကမင်းတို့မှာနာဘေးကြီးကလည်းမင်းတို့ခန္ဓာရတဲ့ကနာဘေးလာမယ်တဲ့မလာဘူးလားအဲ့တော့နည်းနည်းသမင်ညနာဘေးမလာခင်မြန်မြန်ကြိုးစားပြီးမညံဖွညာအရောက်ယူလိုက်လို့ရှိရင်နာဘေးစမသိနိုင်ဘူးလားသိပါပါဗျာဒီကကတော့ဖြစ်မနောက်ဖြစ်เสียမရှိပါဘူးဗျာ
အခုတော့ဓမ္မတွေဘယ်နဲ့ဖြစ်နေတုံးဆိုလို့ရှိရင်ပြုပြုရမနာခင်တုန်းကယောဂကင်းခင်တုန်းကတော့စားတော့ကောင်းနေထိုင်ကောင်းယောဂကင်းအစာချစ်ချက်တုန်းကတော့တဏှာခိုင်းတာလေးလျှောက်လို့မှန်ပါဗျာယောဂလေးထူလာပြီဆိုမှကိုယ့်ရဲ့ကိုယ်တိုင်ရှာဦးမှာပဲမှန်ပါဗျာဒါဖြင့်ဒီဥစ္စာဒီကားလို့ဆိုလို့ရှိရင်ဓမ္မတို့နာဘေးဟာတခါတည်းပဲတွေးပါတော့သူဆောင်လို့တွေ့တာလားအလိုလိုလာတာသူဆောင်လို့တွေ့တာပေါ်သွားပြီတရားဓမ္မတော့ဘယ်လိုဖြေကြခင်ဗျားတို့ကိုယ်တိုင်ဆောင်လို့ခင်ဗျားတို့တွေ့ရမဆောင်ရင်မဆောင်လို့ရှိရင်ခင်ဗျားတို့ဘယ်နဲ့မင်းရဖွညာကရပြီတွေးခြင်းတွေးกว่าဘာကိစ္စရှိမင်းဒီတခါပဲနှိမ့်ဆက်နိုင်မယ်နောက်နှိမ့်ဆက်နိုင်တဲ့အကြောင်းတို့ပေါ်မှာမမြင်ပါဘူးဒီလိုတင်းတင်းကြီးမျက်နှာထားနိုင်ပါတယ်အခုတော့ပြင်ဒကာဓမ္မတွေကနာပဲတောင်းပန်ရတာကတစ်မျိုးကိုယ်သူတော်ကောင်းလို့လှုပ်ချင်တာကတစ်မျိုးဘယ်ဖြစ်မနှဲကိုနောက်ကျသွားနောက်မကြဘူးလားနာပဲတောင်းပန်ရတာကစေသမာနဲ့စေနဲ့ဒါလည်းတောင်းပန်နေရသေးသူတော်ကောင်းလှုပ်လဲလှုပ်ရသေးတယ်အခုတော့တောင်းပန်မှနဲ့လှုပ်တဲ့အချိန်ရောက်လာတာဟာဟောကံမကောင်းကြောင်းမသိလားကိုယ်ဆောင်လို့တွေ့ရတာလားဒါသံဝေရရအောင်လို့ဟောတဲ့တရားမဟုတ်ပါဘူးမိုက်ပြစ်ဖော်တဲ့တရားမှန်ပါလေမိုက်ပြစ်ဖော်တဲ့တရားတကယ်ကျနာသလားမနာနဲ့ခင်ဗျားတို့သူပဲနာလို့ဒီတိုင်းဖြစ်ရမှာပဲနာလည်းခင်ဗျားတို့ကနာတာနာစောင့်ပြီးတော့ဖြစ်နေသဘောကျလားယောဂကင်းလုံးကတွေကတော့ဘယ်မှာနေခဲ့လို့ဘယ်မှာဘာလို့ခက်ကြသလဲမညာဘုံညာဆိုလို့ယောဂကင်းလုံးကသာပြီးခရီးပေါက်တယ်ဟိုဒီကျင်ခါရမရပြီးရသာယသမီးစီဝါရေးဆိုတဲ့ကျွန်းလောက်ကဈေးကောင်းလို့ဗျမှန်ပါဗျာဘာဈေးကောင်းအမှန်အဲ့ဒါတော့သိပြောတာဘူးပြောပါဗျာကျွန်းဈေးကောင်းလို့ပါလေဘယ်နဲ့များပြောတော့တခါပြောစမ်းမအောင်ကျွန်းဈေးကောင်းလို့ပြောဘူးပြောလို့ဖြစ်ပါပြောလို့မဖြစ်ဘူးအယံပြောပါလေဗျာရှင်းကြမလားအဲ့ဒီကျွန်းစိတ်ကောင်းလုံးပြောနေတာနဲ့ပဲဥပေကြီးကနာဘေးကြီးကသင်ပြီးကြလာတော့ဂိုင်းနာဘေးလည်းသင်ပြီကိုရဲ့ကိုရှာမှပဲဆိုတော့နာဘေးကိုတနေ့သင်မျိုးစုံနဲ့တောင်းပန်ရအစာမျိုးစုံနဲ့နှိပ်တဲ့ဥရိယာတွေနဲ့တောင်းပါမှန်နဲ့လုံးလုံးရတဲ့တောင်းပန်တာကတစ်ချိန်ကိုရေးလောက်တာကတစ်ချိန်ဆိုတော့ချိန်ကတဝက်လောက်ကလကားဖြစ်တယ်တဝက်လောက်ကလကားမဖြစ်ဘူးဖြစ်ပါဘူးအဲ့ဒီမှာခင်ဗျားတို့ကဒီတပည့်တော်ကကံမကောင်းအကြောင်းမသိတော့ဗျာယောဂကလည်းထူလိုက်တာကိုယ်စိတ်ကတော့ဒီရချက်ကတော့မသေးပါဘူးဗျာမရရအောင်လုပ်ဖို့ပါပဲယောဂကထူလွန်းလို့ဘေးကပုဂ္ဂိုလ်ကတော့တကယ်သစ်တို့ကတော့ဟုတ်ပြီလိမ့်မယ်လိုက်ရှင်လိုက်လိမ့်မယ်လိုက်တယ်မလားမလိုက်တယ်မလားဘယ်အကြောင်းမလိုက်တယ်မလားဗျာရိပ်ပြီလားနောက်ကဓမ္မတွေဘာဖြစ်လို့ပါလဲကိုယ်ဆောင်လို့ကိုတွေ့တာဟုတ်ပြီလိမ့်မယ်လို့တကယ်မလိုက်နဲ့ကိုယ်ဆောင်လို့ကိုတွေ့တာဆိုတာသိကြပါလားအဲ့ဒါကြီးတဲ့ပုဂ္ဂိုလ်တွေကဖြင့်ဒီလိုခိုက်တန်ကျုံကုန်ကြပြီကျုံပါဗျာငယ်တဲ့ပုဂ္ဂိုလ်ကဒီတုမခိုးပါနဲ့ဒီတုခိုးကောင်းမခိုးကောင်းခိုးကောင်းပါဗျာရှင်းမလားရှင်းပါပါခင်ဗျားတို့ဘုရားများသင်ထားတယ်မပြောတော့ငယ်တုန်းဥစ္စာကြီးတော့ပညာဘုရားများသင်ထားတယ်ပြောအောင်ပြောတော့ဘုရားကလည်းငယ်တုန်းကတည်းကကံကောင်းညံကောင်းနေတယ်အလုပ်လုပ်ရင်လွယ်တယ်ကွာရှင်းမလားရှင်းပါပါကံကောင်းညံကောင်းနဲ့လှုပ်လို့ဒီယောဂကင်းပြီးကံကောင်းညံကောင်းနဲ့လှုပ်လိုက်ရင်ဥမာတယ်တော့မလို့အခုတော့ပဲယောဂကသူကံမညံမနဲ့ကျုံနေတော့တရလိုမှ3လလောက်လုံနေရတော့ဆရာဝန်ကြီးဘယ်နဲ့လုံမလဲပြီးတော့ပါရမီချရင်သေးတယ်ပါရမီဘေးစိတ်ထားသမှာပါရမီနဲ့ဘာမှဆန်ဒီနာဘေးကြီးဟာတကယ်ကျွဲကိုကစောင့်လို့တွေ့တာလားသူကလာတာလားကိုကခင်ဗျားတို့ကလွန်ကုန်ပြီစောင့်ကောင်းမစောင့်ကောင်းမစောင့်ကောင်းလားပြေးစောင့်လိုက်မှလို့ဆိုသေးတယ်အခုတော့မဆိုတော့မဆိုတော့မဆိုတွေ့တော့အမေပေါ့ခင်ဗျားတို့တွေ့နေပြီအခုချိန်ကြမှာတော့တကယ်ကျွတေမှားခဲ့နော်အဲ့ဒါကြောင့်နောင်လာနောက်သားတွေရောဘုရားခင်ကိုရမကြီးကအနာဂတ်ဘေး
ငါးပေးရှိကြောင်းမင်းတို့မဆောင်ကောင်းဘူးဝရိယမြန်မြန်နဲ့ဝရိယထက်တဲ့နဲ့မြန်မြန်လှုပ်လိုက်သူမလာခင်ပေးအောင်လှုပ်လိုက်လို့ပြောပါတယ်ရှင်းမလားရှင်းပါပါဗျာအခုတည်းကကြွယ်တော့မှကောင်းကြိုက်တယ်လည်းနာတယ်ရင်နာတယ်မျက်စိမွဲတာနဲ့အချိန်မို့မသွားနိုင်တာနဲ့ဟောတယ်ကြပါပြည့်နေတာတော့ဒီအချိန်ကြီးကျမှခင်ဗျားတရားရှာနေတာဘာပါလိမ့်တော့လို့မေးတဲ့အခါကျတော့တပည့်တော်နာဖေးဆောင်ပြီးမှရှာတဲ့လူဖျားမှန်ပါဗျာဒီမှာလည်းမေးပြန်တယ်မမှန်တော့ခင်ရှောင်းမှရမယ်နာဖေးဆောင်ပြီးမှသွားကတွေ့တဲ့အိဗယ်ဆိုတော့ပေါ်လားကဲတခါသိရဖျားကစောင့်ကောင်းတယ်လားမစောင့်ကောင်းဘူးဩတရားဓမ္မတွေကလည်းခက်လိုက်တဲ့ဖြစ်ချင်းကိုကျိုးရုပ်ပါကိုစောင့်ဘယ်လိုစောင့်ညကိုကျိုးရုပ်အမလေးကိုကျိုးရုပ်မှာကိုစောင့်တယ်ဆိုတဲ့ကိုကတကယ်ကြွယ်ဒီဥစ္စာဘုရားကိုကမ်းတာမလုပ်တော်လေလုပ်ဖြစ်ခဲ့တယ်ဘုရားမစောင့်ကောင်းဘူးအိုးတပည့်တွေကစောင့်ဘုရားကပါတယ်ခင်ဗျားတို့ကပါတယ်အမညံ့မှုခင်ဗျားတို့မညံ့မှုဘုရားပဲတိုက်တာတကယ်ကြွယ်ဘုရုပဲတိုက်ဘုရားမစောင့်နဲ့မြန်မြန်ပေးအောင်လုပ်လိုက်ခင်ဗျားတို့စောင့်မယ်အသက်ကြီးမှပညာကိုဗျဘုရားမြတ်သင်ထားတယ်မပြောတတ်ပါဘူးတရားဓမ္မတွေခင်ဗျားကနစ်နာခဲ့တာတွေပေါ်ပါလားပေါ်ပါဗျာကောင်းပြီဒါဖြင့်အခုတော့ဖြင့်တရားဓမ္မတွေမှာဘယ်လိုဖြစ်နေကြတော့လို့မေးတော့ကိုတရားနာလာကြတဲ့တရားဓမ္မတွေမှာနာဝေးကြီးကိုလည်းတနေ့ကိုတောင်းပါရကိုယ်အလုပ်လည်းလုပ်ရဒါဖြင့်တောင်းပါမရတဲ့နေ့ကျတော့ကိုယ်အလုပ်လက်လျှော့လေတောင်းပါရတဲ့နေ့ကျတော့ကိုတောင်းပန်ပြီးလို့ရတဲ့နေ့ကျတော့ကိုယ်အလုပ်လေးလုပ်ရအခုတော့စောင့်မိတဲ့အတွက်မျက်နှာငယ်ကြလိုက်တဲ့ဖြည့်ချင်းတကားကျွယ်ပြောစရာမရှိဘူးဒကာဓမ္မတွေအမှန်ဆိုးရတယ်ဆိုတော့ကိုယ်ဖြစ်ကြောင်သိပလားသိပါဘူးဒီတရားမျိုးကိုမနာရသေးဥမာရေတော်တော့ဆရာသမားကတော့မင်းတို့ကွာကဲတော့ကံလေးလိုက်နေတော့ကြာအောင်ကွာနောက်ရေးလာတဲ့ခါကျတော့မင်းတို့လုံးလုံးနေမှာမဟုတ်ဘူးတော့အဲ့ဒီချိန်ကြမှာလေကိုသူတော်ကောင်းလို့ခါလဲဟိုကောင်းကွာအမလေးဒီလိုများဟောလို့ရှိရင်သွားရပေါ့ဗျာမသွားဘူးလားအဲ့ဒါတွေကိုလည်းခင်ဗျားတို့ကညာနာကမပါတဲ့ခါတော့ဟုတ်ထမှာအမလေးဟုတ်ထမှာရဲ့ညာသုံးလိုက်သေးသုံးရဒီကကျသုံးမသုံးဘူးအခုတည်တည်ချာချာဘုရားဟောပြီငယ်တော့မြန်မြန်လုပ်လိုက်အနာကနာဘေးကြီးမဆောင်နဲ့နာဘေးဆောင်ရလို့ရှင်မင်းတို့တောင်းမှန်တာကတလက်ကိုယ့်လောက်ကတလက်ဆိုလို့ရှင်တလလောက်ပါမှာ3လဖြစ်မယ်ဆိုတော့မနာဘူးလားကဲကြွတာဖြင့်ကျွတ်တို့ခမည်းတော်ဤမသိမှုဆိုးဝါးမှုမိုက်ပြစ်တရားကိုယ်ကိုယ်တိုင်သိနေတယ်မသိဘူးလားကဲအေးဒါတွေကိုခိုင်းဒီတခါရှေ့ဒီစောင့်ကြရတယ်ကလေးရှိသေးတယ်အဲ့ဒါတွေစောင့်အောင်မယ်ဆိုလို့ရှိရင်တော့ဖြင့်ကိုကြိုးကြည့်ကျနေပါလိမ့်မယ်မနေပါဘူးလားနိုင်တာဖြင့်ဒကာဓမ္မတို့ဒါကခင်ဗျားတို့ဝရိယတော့ပြောနေတာဝရိယတခါတည်းပို့မိုးပြီးရှိခဲ့တဲ့ဂိရိဆိုင်ပါဆိုတာပြောနေကဲဒါပြန်ခုဘယ်နှပေးပြီးတော့ဟိုဘေးဆောင်တာတနည်းပြီးတော့လေနာဘေးဆောင်တာမဆောင်ဘူးနော်မလာခင်ကျိုးစားရဒီနည်းဟောပြန်တယ်ဘုရားခင်ကိုရမင်းကပြင်စင်ကလေးပိုင်ငုတ်တို့ဆိုတော့၅ခုမြောက်ကြောင်သူဟောလို့ဝါတဲ့ကွာဆိုင်စဘာတွေကအခုခါမှာစားเสียတောက်เสียရှိရသေးတယ်တကယ်ကကြည့်တိုက်လာမယ်ဆိုလို့ရှိရင်ကြည်တဲ့စဘာကအစံနေပြောက်ခွန်နေဖြစ်ကုန်ဒီလိုခါလဲသတ္တဝါတွေကံကမရှိနိုင်ဘူးလားရှိနိုင်တယ်ဆိုတာလဲရှိကဝိတုတ္တေသာရကတွေလည်းတခါကျွအများကြီးပါပဲသဘောပါအဲ့လိုငတ်မောက်ခေါင်းပါတဲ့ဘဲတွေကလည်းအခုမတွေ့သေး냐ဆိုလဲအသက်ရှင်ရင်မတွေ့ဘူးလို့ဆိုနိုင်ပါဒါဖြင့်အခုမလုပ်သေးတဲ့ပုဂ္ဂိုလ်လည်းငတ်မောက်ခေါင်းပါတဲ့ဘဲစောင့်ရရောက်မရောက်ရောက်ပါဘူးဩဒါဖြင့်ဒကာဓမ္မတွေအဲ့ဒီချိန်ကြမှာတော့ဇာမတော်မဲ့အစာရည်ကြီးနေတာနဲ့ဒကာကျွယ်ကိုရေးလုံးနိုင်ပါဦးလားမလုံးနိုင်ပါဘူးအဲ့ဒါကြောင့်
အခုဆံရည်စပါးပေါ်များပြီးကြလားအခုပိုက်ဆံပေးရသေးမှန်ပါပါတော့ပိုက်ဆံပေးလို့မရမယ့်ခက်ကလည်းကျုံရင်ကျုံမကျုံပဲဘူးလားကျုံပါအဲ့ဒါလေအခုအောင်ပိုက်မရင်ရင်းနေလိုက်လို့အမျိုးမျိုးဘုံဘုံထောက်ပံ့ရည်လောက်ရတာအခုစပါးကိုပဲဆွဲကမဆက်ကြပါနဲ့တော့မဖြစ်တော့ပါဘူးဒီဟာပဲပို့လို့ပါတော့အစရှိတဲ့ကိုတောင်းတော့ပါမှသူလုံးနေရတယ်အဲ့ဒါတွေကမလာဘူးလို့ဆိုလို့ရပါငါမခေါင်းမရေးကလေသူမလာခင်ကိုရေးပြအောင်လုပ်ပါဆိုတာကိုလည်းတတ္တရာမြောက်အဲ့ဒါလည်းအနာဂတ်ဘေးပဲกว่าရှိတယ်กว่าလေသူမလာခင်မင်းတို့ကိုရေးပြအောင်မဉ္ဇဉ်ဖို့ကြံကိုတခါတည်းနိဗ္ဗာန်မျက်မှောက်ပြုနေအောင်လုပ်လိုက်ပါဘယ်နှခုရှိလဲငါမခေါင်းမတဲ့ဘေးကိုလည်းမစောင့်မှန်းနဲ့ခင်ဗျားတို့အခုပဲတချို့ဈေးတွေပါလေတက်လာတော့လျှော့စားရမယ်ပုံမရောက်သေးဘူးရောက်ပါဘူးလျှော့ဝယ်ရမယ်ပုံရောက်ပါဘူးအဲ့ဒါစားလာလားဗျရိပ်နေပြီလားဒါပြင်ခင်ဗျားတို့ဒီကားလို့ဆိုလို့ချင်းဒီဖေးလည်းမဆောင်ကြနဲ့အခုပြီးအောင်လုပ်လိုက်ပါသဘောကျဒီကားစစ်ဘယ်နှခုပြီးနောက်ကွာတဲ့ငါဘုရားခင်ကိုရမကြီးညာမင်းနဲ့သေချာမင်းတို့ရှင်းပြပါမယ်မင်းတို့လိုက်လဲလိုက်နာကြပါဝရိယလည်းပြင်းပြပြီးကြိုးစားကြပါဆိုတော့ဘုရားကနောက်ကွာတဲ့လူတွေက2ကွဲ3ကွဲ4ကွဲအကွဲ100မကကွဲဦးမယ်ကိုသားသမီးနဲ့ကိုပဲကိုနဲ့ဝါရမတူလို့ကွဲဦးမယ်အဲ့ဒီကွဲပေးကြီးကလည်းလာလို့ဦးမကွာရှေ့ကိုဓမ္မတော့ဘုကွာတကဏီဝါတော့ရှိသေးနော်ဒီတဲကနေအများကြီးကွဲကြရောရှိသေးတယ်ဒီကကုမ္ပဏီတွေလည်းဟုတ်လားတခုတခုမဲတွေဘာတွေရွေးကြမယ်ဆိုရင်ပြင်ဥမာရင်ကွဲကြတယ်ဘယ်နဲ့နေလဲဒီလိုကုမ္ပဏီလေးတွေပေါင်းဆက်ပြီးလုပ်တဲ့အလုပ်ကလေးတွေကွဲမှုတွေကလည်းတနိုင်ငံလုံးရှိမရှိရှိပါဘူးအဲ့ဒါတွေဖြစ်တဲ့အခါကျလို့ရှိရင်လည်းလူတွေတယောက်နဲ့တယောက်မတည့်ကြမပြည့်ကြတဲ့အခါကျတော့ကွဲပေးတဲ့သိနေတော့ကိုယ်ပဲပုံနေရတော့ဟိုဘက်လိုက်လည်းမကောင်းဒီဘက်လိုက်လည်းမကောင်းပုံနေရမယ်ချင်းနေဒီချင်းနေရောက်အောင်ခမည်းတော်ရှေ့လာလက်တန့်ရှိသေးတယ်သဘောကျလာလက်တန့်ရှိသေးတယ်ကွာအဲ့ဒါကိုမင်းတို့ကစောင့်နေလို့ရှိရင်မင်းတို့ကိုချွန်းနေမယ်ဟိုလည်းကျုပ်ပဲမဲ့ထဲပါဟိုလည်းကျုပ်ပဲမဲ့ထဲပါကျုပ်ပဲစုကူညီပါအောင်ကျုပ်ပဲလူစုပေးပါအောင်ဆိုတော့ဘယ်မှမပါရင်လည်းပုံနေရတဲ့အချိန်ကမှရှိသေးတယ်မရှိပဲဘူးလားအဲ့ဒါမျိုးကိုလည်းစောင့်နေပါနဲ့တဲ့ကိုယ်ရေးမြန်ပြီးအောင်လုပ်လိုက်ပါအဲ့ဒီကွဲပြီးတော့လာအောင်မယ်ကွာဒါပြန်အခုမလုပ်တဲ့ပုဂ္ဂိုလ်ဘာစောင့်နေတာနဲ့တူပါလဲကွဲပြီးစောင့်လူသင်ကွဲတဲ့ပဲစောင့်နေတာနဲ့တဲတူကွာဓမ္မတွေရေးမိအဟုတ်ကွဲပြီဆိုမှဖြင့်တခါကျွေကိုယ်အိမ်ကိုသားကိုသမီးနဲ့ကိုအယူဝါဒမတူအောင်ဖြစ်အဟုတ်ကွဲရမယ်ဆိုတော့လေဘယ်တော့ဒီမဆိုးသွားတယ်ဆိုတာပေါ်လားဂိုင်းမသားကကိုမျိုးနဲ့အမေကဗုဒ္ဓဘာသာဒီလိုပဲရှိရင်ရှင်းမယ်လည်းဒီတချို့ကဘာမှဘာသာမရှိကိုကဗုဒ္ဓဘာသာကြိုက်ဒီလိုသားတွေသမီးတွေနဲ့ဆိုအတူလည်းမနေခြင်းမနေရမှလည်းခက်ဘယ်သူ့အတွက်နဲ့ပဲကိုတရားထုတ်ဖြစ်သေးရလားဝဲဖေးကလည်းသင့်သေးတယ်ဒါပြန်အခုမလုပ်တဲ့ပုဂ္ဂိုလ်များဘာဆောင်လဲဆောင်ပေါင်းမဆောင်ဒါအနာဂတ်ဘေးတယ်တရားဓမ္မတို့ဘာဘေးလဲအနာဂတ်တွေ့ရမှာกว่าငါဘုရားအမြင်နဲ့ပြောတာရမ်းပြောတာမဟုတ်ဘူးလေသဘောကျရဲ့ခုခမည်းတော်မျက်မှောက်တင်ပဲကွဲပြီးဘယ်တော့များကဲဘုရားခင်ကိုရမေကြီးပြိဋိဘံသာသနာ1500ရှိပြီအဲ့ဒီတုန်းကပြောခဲ့တဲ့စကားမမှန်ဘူးလားကဲမှန်ပါဗျာကွာတဲ့ခုကွဲပဲကလူကွဲပဲကွာနောက်မင်းတို့လာအောင်မယ်တဲ့ခုတရားထုတ်ရင်အထုတ်ဝရိယဆိုင်ရင်စိုက်ပါနောက်သံဃာကင်းကွဲတဲ့ပဲလာအောင်မယ်တခါကြွပါတယ်လို့လာအောင်မယ်ဒကာဓမ္မတို့ဒါအမှုတော်ပါဠိတော်မှာလာတာသံဃာကံကြတဲ့ပဲလာတယ်ဆိုတော့လူမပါဘူးလို့ဆိုလို့ရပါမရဘူးဆရာငါဆရာနဲ့ရံဖြစ်ကြရဲ့အမျိုးမျိုးဘုံဘုံနဲ့ဆိုတော့ခொနကသူတော်ကောင်းလို့လုံးနိုင်ပါအောင်ဘေးကလူကလာတယ်ခင်ဗျာသူတော်ကောင်းလို့ခင်ဗျာမလုံးနိုင်ဘူးဒီအချိန်တည်းလို့ရတာမဟုတ်သေးဘူးတခါတည်းသူတို့ကဒီလိုပြောကျွတ်တို့ကဒီလိုပြောဖို့ဘ
ခုခါမှာစိုင်းမြင်းနေရတဲ့အခါရံဖြစ်ဖို့ကိုပြောနေမှာမပြောပဲဘူးလားပြောပါပါအဲ့ဒီကိုယ်ပဲကြီးကလည်းငါဖျားခင်ကိုရမကြီးမြင်ပါတကွာတဲ့အဲ့ဒါအနာဂတ်ဘိမင်းတို့လာလိမ့်မယ်မြန်မြန်လို့ရှင်းမလားရှင်းပါဗျာဒါကသံဃာသင်္ကွဲတဲ့ပဲသဘောကျဒါပြန်အခုမလုပ်တဲ့ပုဂ္ဂိုလ်ကဘေးပဲနဲ့ပဲစောင့်နေရရောက်ပါလေအဲ့ဒါသေးသေးချာချာမှတ်ပါကိုကမှန်ဒီနေ့တော့မလုပ်သေးဘူးလေတက်ပြင်မှာစောစောချလို့ဩမင်းဘေးစောင့်နေတယ်လားမင်းလည်းကိုဟုတ်ကလားမင်းဘေးစောင့်အိုးဘေးစောင့်တယ်လားမင်းအသေးဘေးစောင့်တယ်လားကွဲဘေးစောင့်တယ်လားမွဲဘေးစောင့်တယ်မင်းကပြောစမ်းပါအောင်လို့ကိုမေးသဘောကျသူများမေးရမှာလားကိုခုတော့ဖြင့်အစားတော့ကလေးကလည်းတရားမကြသေးအနေတိုင်းလေးလည်းမူမသေးသေးလို့နောက်ဆုံးလေးနေတော့ကျိုးစားရမယ်ဆိုလို့ရှိရင်ကိုဘယ်လိုတွန်းမလဲမင်းဒီကလို့ဆိုရင်ဥပိ္ပသမရဏဘိသမလားဟုတ်လားမွဲဘိသမလားကိုယ်ဘိသမလားဆိုတာတခါတော့မေးပါရှင်းမလားမေးကြလို့ရှိရင်ဖြင့်ဟောမဆောင်ပေါင်းမှုဆိုပြီးဆရာဘုန်းကြီးဟောတာတဲ့တရားဘုရားဟောတဲ့တရားချက်ချင်းပြန်ကောက်တယ်ညမလို့ရှိရင်ဖြင့်ဒကာဓမ္မတွေကဒီနေ့လျှော့လိုက်တာနဲ့ဘုရားနေ့ကြတော့နိုင်လျှော့လိုက်တာနဲ့ကြာတော့လျှော့တယ်နဲ့ဘာမှကြံတော့ရိပ်နေဗလားသဘောပါကဲဒါဖြင့်ဒီငါးဘဲကစောင့်ကောင်းမဆောင်ကောမတွေ့မှလားတွေ့မှအလုံးလုံးတော့မဉ္ဇဉ်ဘုံညာလောက်ကအမှန်တမာရီပညာနဲ့ငြိမ့်ငြိမ့်စိမ့်စိမ့်နဲ့အတော့ရှက်ကင်းမှရအဲ့ဒါခင်ဗျားတို့ကဘေးဆောင်နေတဲ့ပုဂ္ဂိုလ်ဆိုတော့မလို့ခြင်းမဟုတ်ဘူးဆိုတာနဲ့အတူတူလောက်ကြမကြဘူးလားမလို့ခြင်းမဟုတ်ဘူးသာဆိုတဲ့သူမှာဥပ္ပနာပဲသေပဲသိလာတော့ဘယ်လိုပြောပါမလို့ဆိုတော့ရှားပြန်ပြီအဲ့ဒါခင်ဗျားတို့ကဆောင်းတွေ့မှအလုံးရှားပြန်တော့အရာနှေးဖြစ်နေမှာပဲဒါဖြင့်ယနေ့ကစပြီးဘုန်းကြီးတို့ဓမ္မတွေဒီနေ့အချိန်ရွှေတိုင်းနိုင်ရွှေတိုင်းရက်ရွှေတိုင်းဒီအမေးနဲ့ခန္ဓာမေးကြမေးပြီးကြလားမြန်လုပ်လိုက်ပါဆိုတာသတိပေးလိုက်ပါဒါဘုန်းကြီးကဖြစ်ဆွတ်တာတကယ်ပေးတာကကိုရမကြီးကပေးတာရှင်းကြဟိုဘေးကခန္ဓာကိုယ်ရဲ့ရှိတယ်လို့ပြောဟိုဘေးရှိတယ်ဆိုတာလည်းသိပြီမဟုတ်လားဟိုဘေးကဘယ်လိုပါလဲမတော်လို့မေးရင်မနဲ့ဖြေကြပါတေဇောလို့ဖြေရလိမ့်မယ်ဟိုဘေးကဘယ်လိုပါလဲတေဇောလောင်လို့ဟိုကစမ်းကြည့်ပါခန္ဓာကိုယ်ထဲမှာနှွေးသလားပူသလားဆိုတာစမ်းကြည့်အခုမရှိဘူးလားရှိပါဘူးအဲ့ဒါအိုအောင်လုံးနေတဲ့တေဇောလို့မှအဲ့ဒါဒီခန္ဓာကိုယ်ကြီးထဲမှာဒီတေဇောရှိနေပါတယ်ဆိုတဲ့ကမအိုပါစေနဲ့လို့ဆူတောင်းလို့မပြည့်ပါဘူးပြည့်ပါမလားပြည့်ပါဘူးတခါကျော်တော့ပြည့်ပါမလားပြည့်ပါဘူးလားဘူးတို့မပြည့်ပါဘူးဘာဖြစ်လို့မပြည့်တာပါလဲတေဇောကခန္ဓာကိုယ်လုံးအပြန့်နှံ့မရှိဘူးလားရှင်းနေတော့သူကအကုန်လောင်ပြီးဒီကလာနေတော့တနေ့ဖြာသားရေခန်းချောက်အရေးတွေတွန်းလိုက်သမင်းတွေဖြူအဲ့ဒါဒီအိုအောင်လုံးနေတဲ့တေဇောပဲဆိုသဖြင့်ဒကာဓမ္မတွေဒီအိုမှုကိုမအိုပါစေနဲ့လို့တောင်းတညာတော်ရပါမယ်တေဇောမရှိရင်လည်းရပါသဘောကျတေဇောမရှိရင်တော့တေဇောရှိနေရင်တော့မရနိုင်ဘူးဆိုတော့နိဗ္ဗာန်မှာဒီပထဝီဘောတေဇောဆိုတာတွေမရှိဘူးဒါကြောင့်နိဗ္ဗာန်မှာတကယ်ကျော်ရဘူးလားဘုရားတကယ်တိုက်တော့အိုဘေးရှိပါမရှိပါဘူးဘာမရှိလို့အိုဘေးမရှိတာအဲ့တော့ရှင်းကလို့မှတ်မရပါနဲ့သွားကျိုးဆံဖြူငယ်မှုတွေပေါ်တာအိုတာပဲလို့အိုတာကအကျိုးအိုတာကိုသာသိတယ်တကယ်ကျော်တို့ကအကြောင်းဘုရုကြောင့်ဆိုတာမသိတော့မကြောက်ပေဘူးအခုတော့ဘုရုကြောင့်အိုပါလိမ့်မလဲလို့မေးရင်မနဲ့ဖြေကြဘူးဒါကြောင့်ဖြေရဏတေဇောဆိုတဲ့တေဇောဓာတ်၄ပါးတည်းပါနေတယ်နော်ဒီတေဇောတွေကလို့ဆိုရင်ဒကာဓမ္မတွေအိုအောင်လုပ်ပြီးဒီကလာနေတော့ဒကာဓမ္မတွေကားလို့ဆိုလို့ရှိရင်ဖြင့်ဧဇောကအိုအောင်လုပ်ပြီးဒီကလာတေဇောကဂိုင်းအခုတော့ဖြင့်ရက်အောင်နဲ့လုပ်မယ်နောက်ကြတော့ကျွေအောင်လုပ်မယ်ဆိုပြန်တော့လေ
ကျွေအောင်လုပ်မယ်ဆိုတာသေအောင်လုပ်မယ်လို့ပြောတာပဲသေအောင်လုပ်မယ်လို့ပြောတော့ဒကာဓမ္မတွေတေဇောပတ်လို့ပဲမသေးရဘူးလားလူတွေစမ်းကြည့်တဲ့အခါအေးသွားပြီမရတော့ဘူးဆိုတာတေဇောကတပ်လိုက်ဒါကြောင့်ဒကာဓမ္မတွေခန္ဓာကိုယ်ထဲမှာအိုဘေးသေဘေးရှိပါရဲ့လားလို့မေးရင်ဘယ်နဲ့ဖြေကြအိုဘေးကလည်းတေဇောပဲသေဘေးဟာရှင်းကြရှင်းပါလားအဲ့ဒီတော့ဒကာဓမ္မတွေအခုအချိန်မှာတော့တေဇောကဘာလုပ်နေသလဲလို့မေးဖို့မလိုဘူးလားလိုပါဘူးအိုအောင်လုပ်နေတယ်နောက်အချိန်ကျတော့ဘာလုပ်မှာတုံးလို့မေးရင်မနဲ့ဖြစ်ခွဲလို့ကိုရတယ်ဩဒါဖြင့်ဒကာဓမ္မတွေခန္ဓာကိုယ်တည်းသိမင်းပါတယ်ရှင်းကြပါလားဒကာကျော်ခန္ဓာကိုယ်တည်းဘာပါပါလိမ့်အားလုံးဒကာဓမ္မတွေခန္ဓာကိုယ်တည်းမှာဩဒါဖြင့်ခင်ဗျားတို့လူဘဝနတ်ဘဝဗြဟ္မဘဝမြတ်ရကျင်တဲ့ပုဂ္ဂိုလ်ဒီသိမင်းနဲ့အတူတူနေရပါလို့ဤမရောက်ဘူးလားအတိပ္ပယ်တွေရောက်ပါတယ်ဓမ္မတို့သိမင်းနဲ့အတူတူနေရပါလို့ရောက်ရဘဝသိမင်းတိုက်ရသေးရပါလို့ဤသဘောကျအဲ့ဒါကြောင့်ဘယ်ဘဝမှဆုမတောင်းပါနဲ့ဒါလေးပါးတွေလွတ်ရကျွတ်ရကိုသာရောက်ရပါလို့ဤလို့ပြန်လိုက်စမ်းပါလို့ပြောရရှင်းမလားကောင်းပြီဒါဖြင့်လွတ်ရှင်ရောက်ရှင်ကြလို့သိမင်းလွတ်ရရောက်ရှင်ကြလို့ရှိရင်ဖြင့်ဒကာဓမ္မတို့သည်တဲ့ဝိပဿနာအလုပ်ကိုလုပ်ပါလို့တိုက်တွန်းရသိမင်းလွတ်ရရောက်ရှင်ပါလို့ဝိပဿနာအလုပ်လုပ်ရမယ်ဆိုတာသဘောကျအခုမလုပ်တဲ့ပုဂ္ဂိုလ်ဟာတဲ့ဘုရားသခင်ကိုရမကြီးရဲ့အင်္ဂုတ္တပါဠိတော်မှာဟောပါတယ်ဖြည်းဖြည်းမှလုံးမလဲဆိုပြီးကြလားအချိန်ဆွဲတယ်လို့အချိန်ဆွဲပြီးနေတဲ့ပုဂ္ဂိုလ်များဟာအိုဘေးစောင့်နေတာမှန်ပါပါအခုမလုပ်ခိုင်းတဲ့အချိန်ဆွဲနေတဲ့ပုဂ္ဂိုလ်များဘယ်လိုဆုံးဖြတ်ချက်ချကြအိုဘေးစောင့်ကောင်းကြလားမစောင့်ကောင်းဘူးဒါရင်ဖြည်းဖြည်းမှလုံးမယ်ဆိုတဲ့ဒကာဓမ္မတွေကြတော့ဘယ်အိဗယ်ရောက်အိုဘေးစောင့်ကောင်းပြီအိုဘေးကလည်းခင်ဗျားတို့သူ့ဆောင်နေတော့သူကတော့ဖြင့်ရောက်မှာပဲသူ့ချိန်ကတော့မရောက်ပြီဘူးလားအခုလည်းရောက်သေးပဲနောင်တည်းတဲ့အိုရဲစီရောက်အောင်မယ်ဆိုတာလည်းမသေးကြဘူးလားဒါဖြင့်နောက်အချိန်မှလောက်ပါတော့မယ်ဆိုတဲ့ပုဂ္ဂိုလ်လည်းဘာဆောင်တာလဲနတ်ပြန်တစ်ပတ်မှလောက်ပါတော့မယ်ဆိုတာရောဒါကြောင့်တင်းနံဘက်ကသူတော်ကောင်းလို့လုပ်တော့မလုပ်ဖြစ်သေးတဲ့ပုဂ္ဂိုလ်များဟာတဲ့အနာဂတ်ဘေးဆောင်တာတပည့်ကြတင်းနံဘက်ကဥဘေးကိုရအခုမလုပ်တဲ့ပုဂ္ဂိုလ်ဘာဆောင်ပါလိမ့်အနာဂတ်မှာဘယ်နံပါတ်ဆောင်တာပါလိမ့်တင်းနံပါတ်အနာဂတ်ဘေးဆောင်ရှင်းကြလားဘာဆောင်နေတာပါလိမ့်နောက်ကြလာတဲ့ခါကြလို့ရှိရင်ဖြင့်တဲ့ဒကာဓမ္မတို့အိုဘေးရင်ကြက်လာပြီဆိုမှဖြင့်နာဘေးဟာလဲတွေ့ရတော့မှာပဲအနာကရောက်တဲ့ဘေးဟာလေဒကာကျော်တော့မတွေ့ရဘူးဒါပြန်အခုမလုပ်တဲ့ပုဂ္ဂိုလ်များလဲနှစ်နံပါတ်နာဘေးစောင့်နေကြတာကိုတော်တော်တော့အခုမလုပ်တဲ့ပုဂ္ဂိုလ်ဘာစောင့်နေပါလိမ့်နှစ်နံပါတ်ဖြစ်တဲ့နာဘေးစောင့်နေတယ်ဆိုတဲ့အိဗယ်ပဲမရောက်ဘူးလားကောင်းပြီဒါဖြင့်တင်းနံပါတ်မလုပ်သေးတဲ့ပုဂ္ဂိုလ်ကအိုဘေးစောင့်တဲ့ပုဂ္ဂိုလ်မလုပ်သေးတဲ့ပုဂ္ဂိုလ်ဒီကားလို့ဆိုလို့ရှိရင်နာဘေးကသူစောင့်နေတာပဲဒါဖြင့်သူဟာနိဗ္ဗာန်မျောနေတာလားအိုဘေးနာဘေးမျောနေတာဒါဖြင့်မျောကောင်းတဲ့လုံလားမမျောကောင်းတဲ့လုံလားဒါဖြင့်ခမည်းတော်ဗဇက်ကသာမမျောတာမလုပ်သေးရင်ဖြင့်အိုဘေးနဲ့နာဘေးမျောတာမလုပ်တဲ့ပုဂ္ဂိုလ်မလုပ်တဲ့ပုဂ္ဂိုလ်ဝိပဿနာလုပ်ကိုခရီးပေါ်ရအောင်မလုပ်တဲ့ပုဂ္ဂိုလ်ဒီတင်းနံပါတ်ဘာဆောင်လဲနှစ်နံပါတ်ဘာဆောင်လဲတဲဒကာဓမ္မတွေဆိုရပါလားမလုပ်သေးတဲ့ပုဂ္ဂိုလ်တွေတဲ့ဒကာကျော်လို့ဦးလာဘူးတို့ဒကာတိုက်တို့တဲဆိုပါလားဒီဥစ္စာတွေဒကာဓမ္မတွေစောင့်နေတဲ့ပုဂ္ဂိုလ်ဟာလုတ်ပြအောင်လို့စောင့်တာလားမလုတ်ပြအောင်လို့စောင့်တာဟာဒကာကျော်ရုပ်ဆိုးပြီလေအားလုံးဒကာဓမ္မတွေရုပ်ဆိုးတာပေါ်ကြ
အိုဝေးကြတာအိုဝေးဆောက်အခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဥပဒနာလုံးအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘာဆောက်ကြလဲနောက်ဘာဆောက်မြန်တယ်လက်ခက်ပါလားတခါသိမှန်ပါပါကျော်တို့ကမရင်းမိပါဘူးဖြည်းဖြည်းမှလုံးမယ်တချို့ပုဂ္ဂိုလ်တွေမရှိဘူးလားရှိပါဘူးသူဒီလုပ်ပြအောင်စောင့်တာလားမလုပ်ပြအောင်စောင့်တာလားမလုပ်ပြအောင်စောင့်ပြီးဒီကလာနေတဲ့ပုဂ္ဂိုလ်ဟာမလုတ်တော့ဘူးဆိုတာနဲ့ကောဟိုဘဲနာဘဲနဲ့ပဲကျုပ်ဖြင့်ရင်ဆိုင်တိုးပါတော့မယ်ဆိုတာနဲ့ကောအမလေးသူတော်မိုင်များရှိသေးလားကြကြသတိထားပါကြကြသတိထားပြီးတော့နားထောင်ပါခမည်းတော်ဖြစ်ထွေကခင်ဗျားတို့ပါဇက်ကအချိန်ကလေးပြောင်းလိုက်နာရီကလေးပြောင်းလိုက်ရက်ကလေးပြောင်းလိုက်ဝါတော်ဝါပပြောင်းလိုက်နဲ့ဒကာဓမ္မတွေကပါဇက်နှုတ်ချိုသလောက်ခင်ဗျားတို့တွေကလို့ဆိုရင်အိုဘေးနဲ့နာဘေးစောင့်တာသိကြတယ်မသိကြဘူးလားဒါနဲ့ကိုပြောရင်ပဲဒီပြောဒီကားလို့ဆိုလို့ရှိရင်ဖြင့်ကျုပ်တော်ဖြင့်လုံးမယ်လို့တော့ရည်ရွယ်ထားပါရဲ့အိုဘေးနာဘေးသေဘေးလွတ်ရာကိုကျုပ်လောက်အောင်လုံးမယ်လို့ဖြင့်ဆရာဘုန်းကြီးကလည်းဟောလို့ဥပိ္ပနာဘေသေဘေကဥပဒနာလုံးလို့မဲ့ရတဲ့ပုဂ္ဂိုလ်မှာလွတ်ပါတယ်ဆိုတာကျုပ်ဝန်းနဲ့ထားပါပြီကျုပ်လည်းလုံးမလို့ရည်ရွယ်ချက်တော့ရှိပါရဲ့ဆိုတဲ့ပုဂ္ဂိုလ်ကလုတ်ပလားမလုတ်သေးဘူးလားမလုတ်သေးပါဆောင်ဥပိ္ပနာဘေစောင့်တယ်ဆိုတာမသေးကြဘူးလားဒီပုဂ္ဂိုလ်တဲ့ခင်ဗျားတို့ကသာဓုခေါ်ရမှာလားမလုတ်တော့ဘူးပြောတာလားအဲ့ဒါကကျတော့ကနားမယောင်လိုက်ပါနဲ့သူ့တန်လေးတော့ဖြင့်အပန်းတော့မဆိုးဘူးဖျက်တယ်ဗျာတဲ့ပြီးကြလားမချင်းမွန်းလိုက်ပါနဲ့သူစောင့်နေတာကဘာပါလဲကဲဒါကသိလို့ပေါ်ပါလားပေါ်ပါပါဗျာဒါရင်ငုတ်တို့ပါဠိတော်မှာကိုရမကြီးကိုယ်တိုင်အနာဂတ်ဘေးစောင့်တာကွာတယ်မင်းတို့ကလုံးမယ်ပြောတာများသွားယုံမနေနဲ့ဘေးစောင့်တာလုံးမယ်လို့ပြောတာမဟုတ်ဘူးတဲ့ဟာဒါကကျော်သိနာပါလားအာရုံတရားဓမ္မတွေသဘောပါကြ။နတ်ဖြင့်မှလုံးမယ်ဆိုတဲ့ပုဂ္ဂိုလ်ဘာဆောက်။တနည်းဓမ္မရေးတော်ဒီမှာတရားနာတယ်ဆိုပြီးကလညလေယောဂဆွဲလို့ပျက်စီးတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်အာရုံကကြားလိုက်ပါလိမ့်မယ်။ကြားပါဘူး။အဲ့ဒါတွေကလို့ဆိုလို့ရှိရင်တရားဓမ္မတွေမြန်မြန်လုံးလိုက်လို့ရှိရင်ဖြင့်ဒါမဲရပြီးမှတည်သွားသိကောင်းတာပဲ။အဲ့တော့ခင်ဗျားတို့လည်းအခုမလုပ်သေးလို့ရှိရင်ဖြင့်ညလေနာဆောင်ပြီးဒီကလာသေဘေးဆောင်တာလားလို့နာဘေးဆောင်တာလားလို့မေခွန်မမေးလိုက်ဘူးမေးတယ်ဒါကြောင့်ဒီကမကြီးကသက်တေသာကခန္ဓာကိုယ်ကိုလဲပြီးပြလိုက်တဲ့ဖြင့်လေတို့အချိန်ဆွဲတာဒီအိုဘေးနဲ့နာဘေးဆောင်တာပါလားပေါ်လာကြပေါ်လာပါဘူးဒါအချိန်များဆွဲကြံသေးလားတဲ့နံပါတ်ကအိုဘေးဆောင်တာလေနော်နဲ့နံပါတ်ကနာဘေးဆောင်သုံးနံပါတ်ပြောပါဦးမယ်အနာဂတ်ဘေးကငါးဘေးတောင်ရှိလို့တရားဓမ္မတွေသုံးနံပါတ်ကတရားဓမ္မတွေမှာတဲ့ငတ်မော့ခေါင်းပါတဲ့ဘေးဆိုတာတွေလည်းမကြုံဘူးလို့ဆိုနိုင်ပါမဆိုနိုင်ပါဘူးတရားဓမ္မတို့အကုန်ရေလောင်းမို့သွားရင်လည်းရှိတာတွေပြောင်းမှာပဲငတ်မော့ခေါင်းပါတဲ့ဆိုတာမကြုံရဘူးလို့အားလုံးမီးလောင်သွားပြန်ရင်ရောအားလုံးပဲတွေဆိုတာတွေပိုးကျသွားပြန်ရောအဲ့ဒီဘေးတွေကလည်းတရားဓမ္မတွေတဲ့လာလတန်တွေကမရှိပေဘူးလားဒါပြန်တရားဓမ္မတွေအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်လဲငတ်မော့ခေါင်းပါတဲ့ဘေးစောင့်နေတာအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘာစောင့်နေပါလိမ့်ငတ်မော့ခေါင်းပါတဲ့ဘေးစောင့်နေတယ်ဆိုတာသိကြပါလားရှင်းပါရှင်းပါနောက်ကြလာလို့ရှိရင်တဲ့ဘေးက5ဘေးရှိတယ်3ဘေးပြီးသွားပြီလေးနံပါတ်ကဒကာဓမ္မတွေသံဃာတွေများသင်ကွဲသွားမယ်ဆိုတော့လူတွေလည်းမကွဲပဲသဘောကျလားအဲ့တော့ဘုတဲ့ဒကာဓမ္မတွေသံဃာသင်ကြတဲ့ဘေးကိုလည်းစောင့်နေတဲ့အဓိပ္ပာယ်မရောက်ဘူးသဘောကျလားကောင်းပြီဘေးဗံဘေးရှိသွားပြီလေးဘေးရှိသွားပြီဆိုတဲ့ဥစ္စာသဘောကျသွားပါလားကောင်းပြီဒကာဓမ္မတို့တော်ရင်ကသောတပုံတွေကဒကာဓမ္မတွေကိုအကုန်ရွာရောမြို့ရောမိရှုပြစ်တဲ့ဘေးဟာလဲလာကြံလာမှာပဲသဘောကျတချို့နေရာတွေရောက်နေပြီမဟုတ်လားရောက်ပါဘူး
အဲ့ဒီဘေးတွေကိုစောင့်နေတာနဲ့မတူဘူးလားအခုသူတော်ကောင်းအလုံးမလုပ်တဲ့ပုဂ္ဂိုလ်ဟာလေဝါဝိပဿနာအလုံးမဲဆိုင်ဖို့ဆိုင်မလုပ်တဲ့ပုဂ္ဂိုလ်ဟာကောသဘုံဘေးစောင့်နေတာနဲ့ကောဒါပြန်ဘုန်းကြီးတို့ဓမ္မတွေဘေးပဲနှဘေးရှိတော့အိုဘေးနာဘေးသံဃာတင်ကြွယ်တဲ့ဘေးမရှိပေဘူးလားငါမောခေါင်းပါတဲ့ဘေးသဘုံလွှမ်းမိုးတဲ့ဘေးမရှိပေဘူးအဲ့ဒီတော့ဒီဘေးတွေကလာလတံဘေးဖြစ်လေသောကြောင့်ဒကာဓမ္မတွေအခုလုတ်တဲ့ပုဂ္ဂိုလ်ဟာဘေးစောင့်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့အခုမလုတ်တဲ့ပုဂ္ဂိုလ်ဟာဘေးငါဘေးစောင့်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်လို့ဘုရားကသေချာဟောလိုက်ဒါပြန်အနာဂတ်ဘေးဘယ်ဘေးရှိပါလိမ့်ရှင်းမလားရှင်းပါပြီအရှုပ်တဲပါတယ်မြို့ရတယ်မှာမြို့တွေမှာပဲကိုမြို့ကိုရမနေရကိုရင်းနဲ့မနေရဒကာကျွယ်တို့ကြားလိုက်ရမှာပေါ့အဲ့ဒါတွေကသဘုံဘေးစောင့်နေတဲ့အိဗယ်ကောမရောက်ဘူးလားဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေအခုမလုပ်သေးတဲ့ပုဂ္ဂိုလ်ဘေးပင်ဘေးစောင့်နေတာတော့ငါဘေးစောင့်နေတာတကယ်ကျွလွတ်ဖြစ်ပါအောင်ရှင်းမလားမလွတ်ဖြစ်တော့ဝိပဿနာဉာဏ်မပါဘူးမဉာဏ်ကမရဘူးအဲ့တော့သေလိုက်ဒီတိုင်းဥပဒနာညာမညာမရဘဲနဲ့သေလိုက်တော့ဒါနသီလကလည်းထိရိရောက်မကယ်နိုင်တော့အပယ်လေးပါးရောက်လိုက်တယ်နောက်ပြန်တက်ဖို့လွယ်သေးရဲ့ဩဒါပြန်ဘုန်းကြီးတို့ဓမ္မတွေဘေးဖြင့်မစောင့်ပါနဲ့ယနေ့လုပ်ပါရေးဆိုတာတိုက်တွန်းရတယ်မတိုက်တွန်းနိုင်ဘူးလားဘေးပဲဘေးပါလေအိုဘေးနာဘေးငါမောခေါင်းပါတဲ့ဘေးသင်္ကာသင်္ကွယ်တဲ့ဘေးဟုတ်လားသဘုံကြီးဒါတွေကမရှိပဲဘူးဒါပဲကောင်းဆိုရှိတာပဲတဲ့ခိုင်းတာပြန်အခုမလုပ်တဲ့ပုဂ္ဂိုလ်ဘေးပဲဘေးစောင့်စောင့်ကောင်းတဲ့ဘေးလားမစောင့်ကောင်းတဲ့ဘေးလားဒါပြန်မလုပ်တော့စောင့်နေရမရောက်ဘူးဟာတကယ်ကျွဲဒါလူမိုက်ပေါ့ဗျာအားလုံးဆိုလိုက်ကြပါလားစဉ်းစားစမ်းပါဒကာဓမ္မတို့ဒီဘင်္ဂါဘေးစောင့်နေတဲ့ပုဂ္ဂိုလ်ဟာအနေလဲဆိုးချင်လို့အသေးကိုဒါပြန်အနေဆိုးသေးဆိုးကြောက်တဲ့ပုဂ္ဂိုလ်မို့အခုမလုပ်တာပေါ့အနေဆိုးသေးဆိုးကိုမကြောက်တဲ့ပုဂ္ဂိုလ်မို့အခုမလုပ်တာပဲလို့ကိုတခါတည်းအလုံးလုံးတော့မယ်ဆိုတော့အချိန်လေးများရွှေ့မဲ့ကြံရက်ကလေးများရွှေ့မဲ့ကြံလာလေးများရွှေ့မဲ့ကြံလို့ရှိရင်ဖြင့်မင်းတယ်မိုက်ပါလားမင်းအိုဘေးစောင့်နေတယ်အိုဘေးနဲ့တွေ့တော့မင်းလုံနိုင်သေးရလားလို့မေးလုံနိုင်သေးရလားနာဘေးနဲ့တွေ့တော့မင်းလုံနိုင်သေးရလားမေးစမ်းငတ်မော့ခေါင်းပါတဲ့ဘေးနဲ့တွေ့ပြန်တော့တန်ခါသင်္ကွာတဲ့ဘေးနဲ့တွေ့ပြန်တော့သဘုံနေထားလို့မြို့စီးသွားတဲ့အချိန်နဲ့ကျုံမြန်တော့ဒါဖြင့်ကိုဆုံးမတဲ့ဘေငါပဲလို့ဘုရားကဟောတော်မူတယ်သဘောကျလား gain ဒါဖြင့်ဒကာဓမ္မတို့မစောင့်ပါနဲ့တော့ယခုအချိန်ကစပြီးလောက်ပါတော့ဆိုတာကိုသတိပေးရဘယ်ဒကာကျော်ပေးလိုက်မပေးလိုက်အကယ်မလောက်တဲ့ပုဂ္ဂိုလ်ဘာစောင့်လာတဲ့ရှင်းကြပါလားမလောက်တဲ့ပုဂ္ဂိုလ်အခုစောင့်လို့တောင်တချို့ဒကာဓမ္မတွေအိုဘေးရောက်လို့ဟောတာပဲသူနားမလဲဘူးနားကမကြားဘူးအိုဘေးသိနေလို့ရဒီလိုပုဂ္ဂိုလ်ကြတော့ဒကာတိုက်တို့ဒကာကျော်တို့ဘယ်နှလုံးမလို့သူစောင့်နေဘေးနဲ့သူကြုံသွားပြီသူအချိန်ကောင်းရွယ်ကောင်းတုန်းကမလုပ်ခဲ့ဘူးဗျအမှန်မနဲ့နာဘူးလားအဲ့ဒါစောင့်လို့တွေ့တာနော်gain ဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေဒီဘေးငါဘေးကစောင့်ကောင်းတဲ့ဘေးလားမစောင့်ကောင်းတဲ့ဘေးလားမဆောင်ကောင်းတဲ့ပဲစောင့်နေတဲ့အဓိပ္ပာယ်ရအောင်ဖြင့်အချိန်လည်းမရွှေ့ပါနဲ့နာရီလည်းမရွှေ့ပါနဲ့လာရောနှစ်ရောမရွှေ့ဘဲနဲ့မြန်ဖြစ်ပြဝိပဿနာလုပ်ကိုလုပ်ပါလို့ဘုရားကတိုက်တွန်းပေါ်လားပေါ်ပါ